ပင်လယ်သမုဒ္ဒရာကြီးအလယ်မှာနေဝင်ချိန်ရောင်စုံအလင်းတွေပြန့်လင်းနေပါတယ်။လှိုင်းရည်များတိတ်ဆိတ်စွာလှုပ်ရှားနေပြီး Sea Horizon ဟုအမည်ပေးထားသောခရီးသွားသင်္ဘောကြီးတစ်စီးဟာအပျော်ခရီးထွက်လာတဲ့သင်္ဘောပေါ်တွင်လူပေါင်း30ကျော်ရှိပါတယ်။မိသားစုများတငယ်ချင်းအုပ်စုများဓာတ်ပုံရိုက်ဝါသနာရှင်များစူးစမ်းလေ့လာလူသူများအမျိုးမျိုးသောလူတွေဖြစ်ကြတာပေါ့။ကိုရဲမင်းကိုထက်အောင်မောင်လင်းမစိုးမိုးနှင့်မချောစုတို့9ယောက်ဟာအရန်ခင်တဲ့တငယ်ချင်းများဖြစ်ကြပါတယ်။သူတို့ဟာဒီခရီးကိုအမှတ်တရတစ်ခုအဖြစ်မှတ်တမ်းတင်ရန်စိတ်လှုပ်ရှားစွာဖြင့်ခရီးဆက်လာခဲ့ပါတယ်။ဒီလိုတိတ်ဆိတ်နေတဲ့ပင်လယ်ကြီးကိုကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းလိုက်တာဟုမချောစုပြောတယ်။ဒီလိုခရီးနှင်လာရင်ညက်နက်လာတာနှင့်အမျှမိုးတိမ်အနက်ရောင်များတဖြည်းဖြည်းစုဝေးလာပါတယ်။လေတိုက်နှုန်းမြင့်တက်လာပြီးလှိုင်းကြီးများမိုးကောင်းကင်ထိထိုးထွက်မတက်လှိုင်လုံးကြီးတွေဖြစ်ပေါ်လာပါတယ်။ကပတိန်ကလှိုင်းကြီးလာကြောင်းကြေညာလိုက်တော့အားလုံးအတွင်ခန်းထဲသို့ဝင်ရောက်ကြပါ။မုန်တိုင်းတစ်ခုကြားရောက်လာနိုင်တဲ့မိုးကြီးရွာပြီးမိုးတန်လှိုင်းတန်လေထန်တန်များပေါင်းဆက်တန်ထွက်လာပါတော့တယ်။တင်မောကြီးအလွန်လှုပ်ခါသွားတော့လူများကြောက်လန့်ကအော်ဟစ်ကြပါတော့တယ်။ရုတ်တရက်လှိုင်းကြီးတစ်လိုင်းတင်မောကိုထိုးခတ်လိုက်တာကြောင့်တင်မောတစ်စိတ်တစ်ပိုင်းပျက်စီးသွားပါတော့တယ်။ဘယ်ဘက်ကိုလှည့်ပါဟုကပတိန်အော်နေတော့လဲလေထန်အားပြင်းလွန်းတာတင်မောဟာလှိုင်းထဲသို့လှည့်ကာပါသွားလေပါတော့တယ်။မနဲ့ရောင်လင်းလက်လာချိန်တွင်တင်မောကြီးဟာမထင်မှတ်ပဲကျွန်းတစ်ခုဘေးတွင်တင်လျက်ရှိနေပါတယ်။ကျွန်းဟာအလွန်ထူးဆန်းလာတဲ့